ပြီလားဂျူဂျူရဲ့နော်ဟိုတင်နေတော့လေကျမကနော်ဖင်မလောက်တတ်ဘူးဖင်လောက်ဖို့အတွက်ချိန်စာမိနေတယ်ဖင်လောက်တဲ့ချိန်စာမိနေတယ်ဆိုပြီးတော့ပြောတဲ့ဗီဒီယိုဖိုင်အောက်မှာကျမကိုလေဝိုင်းပြီးတော့ကဲ့ရထားကြတာဖင်လဲမလောက်တတ်ဘူးလို့ဟွာမလောက်တတ်ဘူးလို့ဒါမလောက်တတ်ဘူးလို့ဆိုပြီးတော့နော်ယောက်ျားကြီးမတန်မနဲ့ကျမကိုကဲ့ရထားကျမဒီနေ့လှုပ်ပြမယ်ကျမလှုပ်တတ်တယ်ရှင့်နော်ဘယ်လိုလှုပ်ရမလဲဆိုတော့ဒီမှာဒူရီဒူရီတန်တန်ဒူရီဒူရီတန်ဒူရီဒူရီတန်တန်ဒူရီတန်ရှင်တို့ကျမလှုပ်တာမလောက်လို့ပြောရင်ကျမမြင်လာနောက်မှာရေကန်ရှိရဲ့အဲ့ရေကန်ထဲမှာကျမခုံချပြင်မှာနော်ကျမရေကန်ထဲမှာခုံချလို့ကျမရေနစ်တော်ရှင်တို့ရဲ့တာဝယ်မယ်နော်โอเคကျမလောက်တာလှရမလားမလောက်ဆိုလဲလှရလို့ပဲပြောလိုက်တော့စိတ်ချမ်းသာအောင်နော်စိတ်ချမ်းသာကိုကစိတ်ချမ်းလှရလို့ပြောလိုက်လို့တော့သူများစိတ်ချမ်းသာရင်ကဘာကြီးအေးချမ်းပါတယ်ဟုတ်တယ်မလားโอเคပါရှင်စတာပါမလှုပ်တတ်ဘူးခုချိန်ကြီးလည်းမလှုပ်တတ်ဘူးနောက်လည်းလှုပ်တတ်မှာမဟုတ်ဘူးတက်လုံးလည်းလှုပ်တတ်မှာမဟုတ်ဘူးနော်လှလည်းမလှဘူးလှုပ်တာလည်းမလှဘူးမပလိန်နဲ့မလှဘူးလို့ဘာလို့ညာမပလိန်နဲ့ကိုမလှမှန်းသိတယ်โอเค